အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်သင်ပေးမယ်သင်ခန်းစာကတော့ဒီ motor တွေမှာ break coin တွေသုံးတယ်ပေါ့နော် break coin တွေစိုက်ပေးတာသူက DC power ပဲပေးတာ DC power မပေးဘူးဘာလို့ DC power ကသူကပိုးမှဒီ strong ဖြစ်တယ်ပေါ့နော်ဒီ marine elevator ဆိုတင်မောပေါ်မှာဆိုရင်ဓာတ်လေကားတွေသုံးတယ်အဲ့ဒီမှာလည်းသုံးတယ်နောက်တစ်ခုကဒီ main engine ရဲ့ tandem gear တွေမှာလည်းသုံးတယ်စက်ရုံလို့ရုံမှာဆိုရင်ဒီဘူးအဖုံပိတ်တဲ့စီမာပေါ့ sealing machine ပေါ့အဲ့ဒီတွေမှာလည်း break coin တွေသုံးတယ်ပေါ့သူကပုံမှန်အဖြစ် motor ကို brake နဲ့ဖမ်းထားတာပေါ့နော် start လုပ်လိုက်ပြီဆိုတာနဲ့အဲ့ဒီ brake coin ကို power ပေးလိုက်တော့ brake coin ကပွန့်သွားတယ်ရှက်ကိုဖမ်းထားတဲ့အောက်ကိုလွှတ်တဲ့အခါကျမှပုံမှန် motor လဲတာပေါ့ဒီနေရာတွေမှာဒီ bridge rectifier လို့ခေါ်တယ်ဒီကောင်တွေအသုံးများတာပေါ့နော် bridge rectifier ဆိုတာဘာလဲဆိုတော့ AC ကနေ DC converter နော် AC က DC ပြောင်းထားတယ်ဘာလဲဆိုတော့ diode လေးလုံးပေါင်းထားတယ်အထဲမှာ diode ဆိုတာဒီ wire စနှစ်စရှိတဲ့ semiconductor device ပဲပေါ့ anode positive ရှိမယ် cathode negative ရှိမယ်သူဒီ current ကိုသူက anode ကနေ cathode ကိုပဲသွားတယ်နော် one direction ပဲသွားတယ်ဒီ back ပြန်လာမလာဘူးပေါ့နော်ဒီကောင်ဆိုရင်ဒီ bridge rectifier ဒါပေမဲ့ तू ကအထဲမှာ तू မြုပ်ထားတာတကယ်တော့ဒီမှာ diode လေးလုံးပေါင်းထားဒီမှာဓာတ်ပေါ့နော်ဒီမှာ1 2 3 4ဆိုတော့ဒီဟာလည်းအတူတူပဲဆိုတော့ तू ကသဘောတရားပါလဲဆိုတော့ဒါပဲပေါ့နော်1 2 3 4လေးခုပေါင်းထားတယ်လေးခုပေါင်းမှာငုတ်ကလေးစထွက်လာတယ်ပေါ့နှစ်စဒီ AC ပေးမယ်နောက်နှစ်စဒီ DC power ပြန်ထုတ်မယ်ပေါ့အဲဆိုတော့ဒီ diode ကိုနည်းနည်းအသေးစိတ်လေ့လာအောင်နော် diode ကိုလေ့လာမယ်ဆိုရင်ဒီမှာ3ထားမိမယ်နော်ဒီမှာငုတ်ကဒီဘက်ဒီလိုလာတယ်ဒီလိုတူတယ်ဒီသုံးခုကတူတယ်ဒီကောင်ကလွင်းနေတယ်ဒီကောင်လည်းအတူပဲဒီဟာတူတယ်ဒီကောင်ကွဲနေတယ်ပြီးရင်ဒီမှာကဘာလဲဆိုတော့ဒီဟာလေးပါတယ်နော်ဖြက်လေးပါတယ်နော်3ထားမိရနော်ဒီမှာအဖြက်လေးပါတယ်ကိုကြည့်မယ်ဆိုရင်ဒီမှာဒီလိုပါတယ်ပေါ့နော်ဒီနှစ်ခုကသုံးခုကတူတယ်ဒီကောင်ကမတူတဲ့ခါကျတော့အဲ့ဒီကောင်ကိုကြည့်လိုက်ပေါ့ကြည့်မယ်ဆိုရင်ဒီကောင်မှာ KBPC50 ပေါ့10 ဒါ model ပေါ့နော်အဲ့ဆိုရင်ဒီမတူတဲ့ဟာကိုအောက်ကိုကြည့်လိုက်ဒီကောင် positive လို့ပါတယ် positive ဆိုတော့အပေါင်းပေါ့အပေါင်းဆိုရင်ဘာဖြစ်လဲဆိုတော့သူ့ရဲ့မျက်နှာချင်းဆိုင် opposite ဒီအနှုတ် DC power ထုတ်တဲ့ဟာပေါ့ဆိုတော့ DC power မှာ plus လို့ရေးထားတဲ့ကောင်ကအပေါင်းထုတ်ရမယ်ဒီကောင် minus ထုတ်ရမယ်ပြီးရင်ဒီမှာ AC sign လေးပါတယ်ပေါ့ဆိုတော့ AC sign ပါတယ်ဆိုရင်ဒီကောင် AC သူ့ရဲ့မျက်နှာချင်းဆိုင် AC ပေါ့အဲ့ဆိုရင်ဒီကောင်ဒီ AC power ပေးရမယ်ပြီးရင်ဒီကောင်ဒီ DC power ပြန်ထုတ်တယ်နောက်တစ်ခုကြည့်ရင်လည်းသူကလည်းသဘောတရားတူပဲဒီမှာငုံကမတူဘူးเนาะ1 2 3 4လွဲနေတယ်ပြီးရင်ဒီကောင်လေးကဒီမှာအဖြက်လေးပါတယ်ပေါ့เนาะအဖြက်လေးပါတယ်ပြီးရင်ဒီကောင်ကြည့်မယ်ဆိုရင်ဒီမှာလည်း positive ဆိုတဲ့ဟာပါတယ်ပေါ့ positive AC ဆိုပါတယ်ဆိုတော့ဒီကောင်က positive ပေါ့ဒီက positive ဆိုရင်ဒီကောင်လေး negative ဒီနှစ်ခုက DC power ထုတ်မယ်မှာ AC လို့ရေးထားတယ်ဆိုတော့ဒီကောင်ကAC power ပေးရမယ်ဒီကောင်က DC power ထုတ်မယ်ပေါ့နော်ဆိုတော့ပုံစံမတူတဲ့ bridge rectifier ပဲဒါပေမဲ့သဘောတရားအတူတူပဲ diode တွေကိုဒီထဲမှာမြုပ်ထားတာပါ diode ကောင်းမကောင်းစစ်မယ်ဆိုရင်အဲ့ဒီ multimeter မှာဒီက diode sign လေးဆိုတဲ့ဟာကပါရမယ်ပေါ့နော်တချို့ဟိုဟာမီတာတွေမှာမပါဘူးပေါ့နော်ဆိုတော့ဒီ diode sign ပါတဲ့ဟာမှာသုံးလို့ရမယ်ပေါ့ P prod ကတော့ရိုးရိုးဒီ plus minus ပဲဒီမှာတက်လို့ရတယ်ဆိုတော့ဒီရဲ့ sign ကိုဒီကိုရွှေ့လိုက်မယ်ဒီကိုရွှေ့လိုက်ရင်ဒီမှာ resistance ohm ပြတယ်ဆိုတော့နောက်တစ်ခုထပ်ချိန်မယ်နောက်တစ်ခုပြရင် continuity beep sound ပြမယ်နောက်တစ်ခုဒီမှာကျမှ diode เนาะအဲ့လိုပြောင်းပေးရမယ်ပေါ့ဒီမှာကဒီဟာ positive เนาะ positive ဆိုရင်မလုပ်ရမလဲဆိုတော့ထောက်အနက်နဲ့ထောက်လိုက်เนาะ positive ကိုအနက်နဲ့ထောက်လိုက်ပြီးရင်ဒီဟာကိုတိုင်းလိုက်ဒီဖက်ချမ်းကိုတိုင်းလိုက်ဘယ်လောက်လဲ 0.5 volt ရတယ်နောက်တစ်ခုကိုတိုင်းလိုက်0.5 ရမယ်ဒီဘက်ကိုတိုင်းရင်သူကတဆဖြစ်သွားတယ်เนาะ 0.9 ဆိုတဆဖြစ်သွားတယ်เนาะဆိုတော့သူကတစ်ဖက်သေးပဲစီတယ်ပေါ့เนาะဒီမှာအပေါင်းပေါ့เนาะအပေါင်းဆိုရင်ဒီကောင်ကိုအပေါင်းယူလိုက်မယ်အပေါင်းယူမှဒီဘက်ကိုတိုင်းရင်မပြဘူးเนาะဒီဘက်ကိုပေါင်းရင်မပြဘူးဒီဘက်ကိုပေါင်းဆိုရင်မပြဘူးအဲ့ဒါမှသူက diode ကောင်းတယ်လို့ခေါ်တယ်ပေါ့နောက်တစ်ခုကဒီကောင်ဒီ positive ဖြစ်တဲ့အတွက်ကြောင့်ဒီဘက် opposite တွေ negative ဖြစ်တယ်နော် negative ဖြစ်ရင်ဒီကောင်ကို positive ကိုနဲ့ထောက်လိုက်ပြီးရင်ဒီကောင်ကိုထောက်လိုက်ဒီဘက်ကိုထောက်လိုက် 0.5 နော်ဒီဟာထောက်ရင်လည်း 0.5 ဆိုတော့ဒီဟာကျရင် 0.9 တဆဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါက diode ကောင်းမကောင်းစစ်ဆေးတာဖြစ်ပါတယ်ပေါ့ဒီ break coin circuit ကတော့ဂျပန်စက်ရုံတစ်ခုမှာလုပ်တော့ကပေါ့နော်အဲ့ဒီမှာဒီအတီးဘူးအဖုံးပိတ်တဲ့မော်တာကိုသူက
ဒီ break point သုံးထားတယ်ပေါ့ဆိုတော့အဲ့ဒီရဲ့ circuit ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ तू ကလည်းထုံးစံအတိုင်းပဲဒီမှာဒါ bridge rectifier နော်ဒါကိုသုံးထားတယ်ဆိုတော့ bridge rectifier ငုတ်က၄ခုရှိတယ်2ခုက AC ပေးမယ်220ပေးမယ်ပြီးရင် तू က DC ကိုထုတ်တာနော်အပေါင်းကိုဒီကထုတ်တယ်အနှုတ်ကိုဒီကထုတ်တယ် DC power ပေးတယ်သူကြတော့ဗာလဲဆို PLC control ဖြစ်တဲ့အတွက်ကြောင့်ဒီ CR2 ဆို relay on ပြီးမှပဲ break point ကို power ရောက်မယ်ပေါ့နော်ပုံမှန်ဆိုရင်motor မလဲဘူးဆိုရင်တခါလဲဒီ CR2 off ဖြစ်မယ် off ဖြစ်ရင် break point တဲ့ power မရောက်ဘူးပေါ့နော် motor လဲတာနဲ့ CR2 relay on မယ် break point power ရောက်မယ်ပြီးရင် motor လဲလို့ရမယ်ပေါ့နော်ဆိုတော့ तू ကဗာလဲဆိုတော့ AC 220 ပေးတယ် DC က190ပေါ့190လောက်ထုတ်တယ်ပေါ့လက်တွေ့စမ်းကြည့်အောင်နော်ဒီ AC ဆိုင်းထားတယ်ပေါ့နော် AC ဆိုင်းဆိုတော့ဒီနှစ်ခုကို AC power ပေးတယ်ဆိုတော့ဒီကောင်ကိုထောက်ကြည့်အောင်ထောက်ကြည့်ရင်215လောက်ရှိတယ် voltage ပေါ့နော် voltage က215ရှိတယ်ပြီးရင်ဒီကောင်ကို DC ပြောင်းလိုက်မယ်နော် proc ကို DC ပြောင်းမယ်ဆိုတော့ဒီကောင်က positive ပေါ့နော် positive ဆိုတော့ဒီကောင်ကို positive စိုက်နေဒီကောင်ကို negative ထောက်လိုက်ပေါ့ဘယ်လောက်လဲ DC 199 200လောက်ရှိတယ်ပေါ့နော်သူကကျသွားတယ်15 voltage လောက်ကျသွားတယ်ပေါ့220ပေးရင်သူက200လောက်ပဲပြန်ထုတ်တယ်ပေါ့ဒီ circuit ကတော့ဒီတင်မောပေါ်မှာသုံးတဲ့ main engine turning gear ရဲ့ power နဲ့ control circuit ဖြစ်တယ်ဆိုတော့ဒီနားမှာကျတော့လေ break point circuit သုံးထားတယ်ပေါ့နော်ဆိုတော့ break point ကသူကဘာလဲဆိုတော့ control transformer သုံးတယ် AC 400 volt ဝင်မယ်130နဲ့ပြန်ထွက်မယ်ဆိုတော့ဒီအထွက်ဒီ130ဖြစ်တယ်ပေါ့ဆို130နဲ့ဝင်ပြီးမှသူကပြန်ထုတ်တာပေါ့နော် DC 90 voltage ပေါ့နော်ဒီကနေမှ MB1 MB20 ဒီက DC power ထုတ်မှ break ကို power ပေးတာပေါ့ဆိုတော့110 power လိုတာပေါ့နော်အဲဆိုတော့အဲ့ဒီကောင်ကိုလည်း control transformer နဲ့စမ်းကြည့်အောင်နော်အဲဆိုတော့ control transformer တစ်လုံးယူလိုက်တယ်ဆိုတော့ incoming ကို220 power ပေးလိုက်မယ်နော်ဒီကနေ breaker တင်လိုက်ရင်220 power ရောက်မယ်ပြီးရင်အထွက်ကြရင်0 voltage ရယ်110ရယ်ဒီကနေမှဘာလို့မလဲ bridge rectifier ကို power ပေးမယ်ဆိုတော့ AC ကိုအရင်စမ်းမယ်နော် AC ဘယ်လောက်ရလဲဆိုတော့ဒီကနေ114လောက်ရတယ်ပေါ့နော်ဆိုတော့ဒီ110လို့ရေးထားပြင်မဲ့လည်း114လောက်ရတယ်နည်းနည်းများနေတယ်ပေါ့နော်အဲဆိုတော့ DC ဆိုင်းပြောင်းလိုက်မယ်ဒီ control transformer winding နဲ့ပတ်တာနဲ့လိုတာဖြစ်လိမ့်မယ်နော်106လောက်ရတယ်ပေါ့နော် DC 106လောက်ရတယ်ပေါ့ပြီးလိုက်တဲ့ AC power ကအတိုင်းအပြည့်အဝပြန်မထုတ်ဘူးပေါ့ဒီဟာကတော့ကုန်းပေါ်မှာသုံးတဲ့ဟာနဲ့တင်မောပေါ်မှာသုံးတာရဲ့မော်လာရဲ့ကွာခြားချက်ကိုပြောတာ RPM ကွာခြားချက်ကိုရှင်းပြမယ်ပေါ့နော်ဆိုတော့ပုံဒီ4 pole 3 phase ပေါ့နော်အဲ့ဒီ power သုံးမယ်ဆိုရင်သူရဲ့ RPM ပေါ့ RPM ဆိုတာ revolution per minute တစ်မိနစ်မှာဘယ်နှပတ်လဲမော်တာဘယ်နှပတ်လဲဆိုတော့ formula အဲ့ဒီ formula ဒီ 120F/P ဖြစ်တယ် F ဒီ frequency ဖြစ်တယ် P ဒီ number of pole ဖြစ်တယ် number of pole ဒီ4 pole ကိုထည့်ရမယ် F ဒီ inland မှာဆိုရင်50 Hz ဖြစ်တယ်ကုန်းပေါ်တင်မောပေါ်မှာဆိုရင်60 Hz ဖြစ်တယ်ပေါ့ဆိုတော့ RPM ကိုဒီက formula နဲ့တွက်ရင်1500ရမယ်4 pole ဆိုရင်1500 4 pole ဆိုရင်တစ်မိနစ်မှာ1500လဲတယ်ပေါ့နော် formula အရာပေါ့နော်တကယ်အပြင်မှာတော့1400ကျော်ပေါ့ဆိုတော့ motor တွေကသူကပါဆိုဒီ break point တွေထားတဲ့ဟာတို့ဒီဟာတွေကြတော့သူကတခါလဲအဲ့ဒီ motor မှာ motor ရဲ့ဒီ1500အတိုင်းမလဲဘူးသူ့မှာ gear box နဲ့တွဲတာ gear box ကလည်းသူက ratio အများကြီးရှိတယ်1/60ရှိတယ်1/45 1/30ပေါ့နော်ဆိုတော့ဒီက60 ratio လေးပဲထားလိုက်အောင်ပေါ့နော်60 ratio နဲ့ဆိုရင်1500ကို60နဲ့စာရင်25 rpm ဆိုတော့ motor ဖက်က1500နဲ့လဲပြီးမဲ့လေဒီ gear box ကနေထွက်လာတဲ့ rpm ဒီတစ်မိနစ်မှာ25ပတ်ပဲလဲမယ်အဲ့ဒါကကုန်းမှာသုံးရင်ပေါ့တင်မောပေါ်မှာသုံးရင် frequency ဒီ60ဖြစ်သွားတယ်ဆိုတော့တွက်ရင်1800 rpm ရမယ်နော်မော်တာထဲလဲရင်1800ရမယ် gear box ratio က 1:60 နဲ့တွက်ရင်30ပေါ့30ဆိုတော့တစ်မိနစ်မှာ30 rpm ထွက်မယ်ကုန်းမှာတော့ရတယ်တင်မောပေါ်သုံးတာဘာကွာသွားလဲဆိုတော့ frequency ကွာတယ် frequency ကွာတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုမော်တာတွေမှာ rpm ကွာသွားတယ်သူကခုနတုန်းကသုံးတဲ့ဒီ bridge rectifier ကတော့ဒီ DC power ပြန်ထုတ်တဲ့အချိန်မှာသုံးတယ်ပေါ့နော် break point တွေဆိုတော့ဘယ်မှာသုံးလဲဆိုတော့ဒီ marine elevator တွေမှာဓာတ်လေကားတွေမှာသုံးတယ်ပြီးရင် turning gear main engine turning gear တွေမှာသုံးတယ်ပြီးတော့စက်ရုံအလုပ်ရုံတွေမှာလည်းမော်တာတိုင်းမှာတော့မသုံးတချို့မော်တာတွေသုံးတယ်ပေါ့နော်အထူးကတော့သူကဘာလဲဆိုတော့မော်တာ
မော်တာရက်ပြီဆိုတာနဲ့တခါတည်းအဲ့မော်တာကိုဆက်မလဲခိုင်းတော့ဘူး brake coin နဲ့ holding လုပ်ခိုင်းတယ်တခါတည်းဖမ်းခိုင်းတာမော်တာလဲမယ်ဆိုရင်လည်း brake ကို power ရင်ပေးတယ် brake ကပွန့်ပြီဆိုမှမော်တာလဲတာပေါ့နော်အဲ့ဒီနေရာတွေမှာဒီ brake rectifier ဆိုတဲ့ဟာကိုသုံးတာဖြစ်ပါတယ်ပေါ့နော်ဒီလောက်ရှင်းပြမယ်ဆိုရင်နားလည်မလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်